ရုံးမှာပိတ်ပြီးတော့သူ့ကြည့်ပါထည့်ပေးလိုက်ကြားနော်ဟိုကလည်းဒေါ်စုကြည့်လဲတွေ့ချင်တယ်ဟိုတခါတည်းနဲ့တာရုံးမှာပိတ်ပြီးတော့သူ့ကြည့်ပါထည့်ပေးလိုက်အဲ့ကြောင့်ဒေါ်စန်းစုကြည်ကိုတနာတယ်လို့ပြောတာဒီလိုကောင်မျိုးတွေနဲ့ဒီလိုကောင်မျိုးတွေကိုတွားပြီးတော့ပေါ့နော်လူရင်ကျေးတွေပေါ့လူကောင်းတွေထင်ပြီးတော့ तू ကတိုင်းပြည်ကောင်းဖို့အတွက်ပေါ့ဗျာလောက်ခဲ့တဲ့ဒေါ်စန်းစုကြည်ပေါ့စစ်တပ်နဲ့ကြန့်ခိုင်ရေးပါတီရဲ့သဘောထားထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်ကဲစလိုက်ကြရအောင်မင်္ဂလာပါအလာဂီ review ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဘူးလက်လဆွေဖိလစ်ပိုင်ကိုဒေါ်စန်းစုကြည်နဲ့တွေ့ခွင့်ရတဲ့တောင်းဆိုလာမှုအပေါ်မှာရိုင်းဆိုင်တုံ့ပြန်လာတဲ့ရှမ်းခိုင်ရေးပါတီအမတ်ဒေါ်စန်းစုကြည်ကိုတခါကျတနာတယ်ဒီလိုရှမ်းခိုင်ရေးပါတီကကောင်တီရဲ့သဘောထားဒီနေ့တွေ့နေရပြီကျန်းဒီလိုကောင်မျိုးတွေကိုစေတနာမေတ္တာထားခဲ့တဲ့ဒေါ်စန်းစုကြည်စစ်တပ်နဲ့ကြန့်ခိုင်ရေးသဘောထားကိုဒီနေ့ဘူးလက်လားဆိုရင်ဘယ်လိုပြောလဲဆိုတာကိုနားထောင်ကြည့်ဒီနေ့ကဇူလိုင်14ရက်ဇူလိုင်14ရက်ဆိုပါဦးမလို့ဗျာဒီချိုးမလို့ရက်ကွက်ကချိုးပေးမှာပေါ့ကွာရက်ကွက်ကချိုးပေးမှာပေါ့အရက်ကောင်းရင်အလောင်းလှပါတယ်ကွာနော်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးလာမယ်ဆိုလို့ရင်ချိုးနိုင်ဟောသူကဘာလုပ်မှလဲဒေါ်စုကြည်လည်းတွေ့ချင်တယ်ဟိုတခါတည်းနဲ့တာရုံးမှာပိတ်ပြီးဒေါ်စုကြည်ပါထည့်ပေးလိုက်ရိုင်းတယ်ဘုလလာစီရိုင်းတယ်ဒါကြန့်ခိုင်ရေးနဲ့လက်ရှိမင်းအွန်လိုင်းတို့စစ်အုပ်စုရဲ့ဒေါ်အောင်ဆန်းစုကြည်ပေါ်ထားတဲ့သဘောထားဖြစ်တယ်တိုင်းပြည်လုံးတဲတဲကွဲမြင်ဖို့လို့သူတို့ကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်ကလည်းဒါကိုသိဖို့လိုတယ်သက်ကြည့်အောင်ဘယ်လိုပဲဟုတ်လားအကောင်းဆုံးပဲချက်ကုန်နဲ့ချက်ပြတ်ကျွန်တော်အဲ့လိုမြင်နေဟုတ်လေးစားပါမင်္ဂလာပါဒီစားပါတယ်ဒီနေ့ဇူလိုင်10ရက်လို့တော့ရှိတယ်မနေ့ကတော့ပြောင်းသူလို့တော့မှဆွေးနွေးကြတာပေါ့ဗျာအာဆီယံ5 point consensus နဲ့ပတ်သက်ပြီးတော့အရင်တော့တမ်တော်အစိုးရလက်ထက်ဆိုတော့ကျွန်တော်ငြိမ်းခံကိုလူတော်ကြီးပေါ်လာလို့တော့ကိုအမတ်တွေက30လောက်ရှိတော့ဝိုင်းអော်ကြတာပေါ့ဒါကြီးကမတရားဘူးဒါကြီးကမတရားဘူးတရားလဲဆိုတာစဉ်းစားကြည့်ပေါ့အာဆီယံပဋိညာဉ်မှာဗျာဟုတ်လားဖွဲ့ဝင်နိုင်ငံတစ်ခုကပြဿနာဖြစ်လို့ရှိရင်အဲ့နိုင်ငံကိုစီးပွားမတရားဘူးဆိုတဲ့ clause မပါဘူးပဋိညာဉ်အာဆီယံမှားနေတယ်တဲ့ကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အမတ်ဖြစ်သူတိုင်းပြည်ရဲ့ policy တွေကိုဗျာဒီကလေးကဝတွေဆွဲနေတယ်ပေါ့ဒီအချိန်မှာကြန့်ခိုင်ရေးပါတီရဲ့သဘောထားကအာဆီယံကမှားနေတယ်တဲ့ဟိကဲဘယ်လိုလုပ်ကြဒီနေ့မှာနေအဲ့ဒါကြီးသူကလှုပ်နေတာပရိကျင်းကပါရင်လှုပ်ပေါ့ပရိကျင်းကမပါရင်လည်းဘာလို့လှုပ်တာဒါတမင်တက်လှုပ်တယ်အဲ့အာဆီယံမှာတကူတန်ရန်ငန်းတဲ့တန်ကဝင်ဆွဲအောင်ဆိုတဲ့ချက်ပါအဲ့ဘလောက်ကြောင်ဝင်ဆွဲဖက်တယ်ဆိုတော့ကဲဟိုဟလာဖလပိုင်းသမရဖာလီနာမတ်စကိုကတော့အောင်စားစုကြီးလှုပ်ပေးပြီးတော့နိုင်ငံရေးဓာတ်ကပြန်ပေးရမယ်ဆိုပြီးတော့အဲ့လိုကြောင်ဆွဲဖက်တယ်ညာဒါဒီလိုလုံးလို့မရအောင်သူဘာဖြစ်လို့ထောင်ကြတယ်ဖိလစ်ပိုင်ကနေပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့တောင်းဆိုတယ်နိုင်ငံရေးယာတူးတွေနူလာတိုင်းပြန်ပေးရလို့တောင်းဆိုတဲ့အပေါ်မှာအာဆီယံကသူ့မြန်မာနိုင်ငံရေးကိုဝင်ဆွတ်နေတယ်တဲ့နော်ဒါလိုလုပ်လို့မရဘူးတဲ့ကဲအာဆီယံနိုင်ငံကြီးကြီးအာဆီယံအဖွဲ့ကြီးကြီးခင်ဗျားတို့လက်ရှိဗမာပြည်မှာတခိုးကြဘိုးတွေလူရဝင်တာကိုထင်ထင်ရှားရှားသိအောင်ကျွန်တော်ဗီဒီယို record နဲ့တကွာပြတာနော်အဲ့ဒါကြက်ခိုင်ရေးရဲ့ဗဟိုကော်မတီဘုံမူလှဆွေဘုံမူဟောင်းလှဆွေစစ်တပ်နဲ့ကြက်ခိုင်နဲ့တဘောထားတယ်ဆိုတာကိုလာပြတာဖြစ်တယ်နိုင်ငံတကာကကြည့်နေတဲ့သူတွေလည်းဒီဗီဒီယိုကိုအဲ့ဒီအာဆီယံတို့အမေရိကန်တို့ကိုပြလိုက်စမ်းပါဗျာလက်ရှိဗမာပြည်မှာမတရားအာဏာသိမ်းထားတဲ့စစ်တပ်ကလှုပ်ထားတဲ့လွတ်တော်အမတ်ဆိုတဲ့ပါတီကလွတ်တော်အမတ်အဲ့ဒီကြက်ခိုင်ရေးပါတီဆိုတာကလည်းစစ်ဘူဟောင်းတွေစစ်ဘူပြုတ်တွေအကုန်လုံးနဲ့စုဖွဲ့ထားတဲ့ပါတီ
အဲ့ပါတီကအာဏာအနိုင်ရတယ်အဲ့ဒီပါတီရဲ့သဘောထားနဲ့စစ်တပ်ရဲ့သဘောထားဘယ်လိုဖြစ်နေလဲဆိုတော့တေချအောင်လာပြတာ ခင်ဗျာအမေရိကန်ဒေါ်လာ1000ပို့တဲ့ကိစ္စကျွန်တော်ပြောပြအောင်တပြားမနည်းတော့ဗျာစီးပွားရေးပညာရှင်ဒေါက်တာစောဦးကကျွန်တော်တို့လွတ်တော်ထဲမှာလာပြီးတော့ဟလာစမနာလေးထူလာလို့အဲ့မှာကျွန်တော်ဆွေးနွေးတော့ဆွေးနွေးကျွန်တော်ပြောတယ်ဆရာကတပရိုက်ဥသိစိတ်လက်ထက်မှာလဲ Paris Club ကကျွန်တော်တို့တင်းနေတဲ့ဒေါ်လာတန်ပေါင်းများစွာအကျွေးတွေကိုခင်ဗျရှော့ပြအောင်ခင်ဗျပြောနိုင်ခဲ့တယ်လို့ဒါဘိုးဘမှာလဲတောင်းရှင်းလူတယောက်ဆိုတော့ခင်ဗျဒီပတ်စံတတ်တောင်ပြန်တောင်းလို့မရဘူးလားလို့ကျွန်တော်အခု legitimacy လွတ်တော်ကြီးလဲပေါ်လာပြီဆိုတော့လို့ပြောတော့ဟာဥလာဆိုရင်ဒီ process ကမခက်ဘူးလေတောင်းလို့ရတယ်ဒါပေမဲ့ အော်အမေရိကန်မှာအပ်ထားတဲ့တိန်း1000ကိုသူကလိုချင်တာကြက်ခံရေးရပါလိုချင်နေတာဟာသူတို့လက်ရှိကအစိုးရက legitimacy ဖြစ်ပြီပေါ့အဲ့တန်း1000ကိုပြန်တောင်းမယ်ပေါ့ဟာအချိန်ကြီးကတော့အတွင်းမှာဖြစ်နေတဲ့ပြဿနာလေးတွေကိုလှစ်ပြနေတာပြောတာနော်အဲ့တော့အမေရိကန်မှာအပ်ထားတဲ့1 billion လားပေါင်ဆန်းစုကြည် NLD အစိုးရလက်ထက်မှာအပ်ထားတဲ့1 billion ကိုကျန်းဖုတ်ကပါအသာတငန်းငန်းနဲ့လိုချင်နေပြီပြည်သူကိုတတ်ဖို့ပေါ့ဗျာလေးမြန်နေဘုံတွေဝယ်ဖို့ပေါ့တွေ့တယ်နော်ကြားတယ်နော်ညင်တယ်နော် ဒေါ်စန်းသူကြည်ယူရတဲ့အကျွေးတွေကအဲ့တန်းတစ်ထောင်နဲ့မကဘူး ထောက်ထားမယ်တယ်ဒေါအောင်ဆန်းစုကြည်ကယူသွားတဲ့အကျွေးတွေကတန်း1000တက်မကဘူးဆိုတော့အထောက်ထားနဲ့ပြောကလေးကောကလမ်းဘေးဈေးရောက်တဲ့လေတံနဲ့လာမပြောနဲ့မင်းလည်းမကြပါဘူးကွာပြောရတာအကုသိုလ်တွေများပါအဲ့လိုပြောနေကြတိုင်းပြည်ကိုအကျွေးနဲ့ထားခဲ့တာနော်ဒီလိုပုံကူမျိုးထောင်ကနေလွတ်ပြရဆိုတော့ တိုင်းပြည်ကိုအကျွေးနဲ့ထားခဲ့တာလေဗျာဒီလိုလူမျိုးကိုထောင်ကလွတ်ပေးရမယ်တဲ့ဘူးလလဆွေပြောနေတာတော့ခင်ဗျားတို့ဗျာရင်နာစရာကောင်းလိုက်တာဗျာဒီတိုင်းပြည်မှာအမေစုကိုချစ်ပါတယ်အမေစုကိုချစ်ပါတယ်ဆိုတော့လူတန်းပေါင်းများစွာဘယ်ရောက်သွားပြီလဲဟမ်စော်ကားနေတာကြပတ်ဆက်နေစော်ကားနေတာကဲအမေစုကိုချစ်ပါတယ်ဆိုတော့တန်းပေါင်းများစွာသောသူတွေဘယ်ရောက်ကုန်ပြီလဲ ပါလီနာမာကိုဆိုဒါဘာမှမကြတဲ့တောင်းဆိုမှုသူပြောတာအဲ့သူလုတ်တင်တာပါလေဆိုတော့ပါလီနာမာကိုကဘာလုတ်တင်လဲဆိုတော့သူကဒေါ်စားစုကြည်ထောင်ထဲမှာစီကိုဖက်နက်လေးပါလေးပို့ပေးလိုက်ကျွန်တော်တို့ delivery နဲ့ခင်ဗျာပို့ပေးလိုက်ကျွန်တော်တို့ကောင်းဝင်စာပို့ပေးလို့ရတယ်ဘယ်ဖက်နက်လဲဆိုတော့ခင်ဗျာအမေအီမီလာမာကိုစ်ခကြီးတခါထွင်ယူသွားတဲ့ဖက်နက်အရန်300လောက်ထဲက100 200လောက်ကိုခင်ဗျာထောက်ပံ့လိုက် ဒါဖိလစ်ပိုင်ဝန်ကြီးချုပ်တွေဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးတွေကိုတရားဝင်စော်ကားတာဖြစ်တယ်ဖိလစ်ပိုင်နိုင်ငံကိုကြံ့ဖို့ပါတီကတရားဝင်စော်ကားတဲ့စကားလုံးဖြစ်တယ်ဒါအာဆီယံမှာကျင်းစီဖြည့်ရှင်းရမယ့်ကိစ္စဖြစ်တယ်ဒါဟာပုဂ္ဂိုလ်ရေးရတရားဆွဲရမယ့်ကိစ္စဖြစ်တယ်အမေကိုပါထည့်ပြောတာတဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့နိုင်ငံတကာကလူတွေပါခဲ့ရင်အဲ့အာဆီယံတို့အဲ့အမေရိကတို့ဘာတို့တေချာပြပေးသမ်းပါဗျာနော်တေချာပြပေးသမ်းဒါသဘာဝကြလူသားချင်းစာနာကျွန်တော်တို့လည်းပို့ပေးမယ်နော်ခင်ဗျာအမေကပနက်အရန်300လောက်ကိုဘယ်ပတ်စံနဲ့ဝယ်လဲတော့ကျွန်တော်လည်းမသိကြားတယ်နော်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကလည်းတနေ့ဝူးစုံနှစ်စုံကြားတယ်နော်စော်ကားနေတာချမ်းမရိုင်းနေတာချမ်းအဲ့ဒါကြမ်းဖို့အမတ်ဘိုးကော်မတီဝင်တော့ဟာအချင်းကြီးကတော်ဆိုးနေပြီတဲ့ပြန်မွေဖူးဆိုတဲ့အတန်အစားမျိုးဆိုတော့ခင်ဗျားတို့ဘာလဲဒေါအောင်ဆန်းစုကြည်ကဘာဖြစ်လဲတင်ခင်ဗျားအမေအီမီလာမာကိုစ်ခကြီးတခါထွင်ယူသွားတဲ့ဖက်နက်အရန်300လောက်ထဲက100 200လောက်ကိုခင်ဗျားထောက်ပံ့လိုက်ဒါကတဘာဝကြလူသားချင်းစာနာကျွန်တော်တို့လည်းပို့ပေးမယ်နော်ခင်ဗျားအမေကဖက်နက်အရန်300လောက်ကိုဘယ်ပတ်စံနဲ့ဝယ်လဲကြားတော့ဖိလစ်ပိုင်နိုင်ငံကသူတွေဖိလစ်ပိုင်နိုင်ငံသူနိုင်ငံသားတွေခင်ဗျားတို့ဖိလစ်ပိုင်သမ္မတတွေဖိလစ်ပိုင်အစိုးရအဖွဲ့တွေခင်ဗျားတို့ကိုဗမာပြည်ကကြန့်ဖို့ပါတီကဘိုးကော်မတီဘူးလဲလားဆိုရတော့ပတ်ဆက်ကိုစော်ကားနေတာနောက်တစ်ချက်ထပ်ကျွန်တော်လည်းမသိဒါမဲ့ဒေါအောင်ဆန်းစုကြည်ကလည်းတနေ့ဝူးစုံနှစ်စုံတဲ့ပြန်မွေဖူးဆိုတဲ့အတန်အစားမျိုးဆိုတော့ခင်ဗျားတို့ဟလာသူတော်ချင်းတင်းလွှတ်မယ်ခင်ဗျားတို့ကအင်မတန်ကြိုက်နေတာကျွန်တော်တွေ့ရတယ်မရိုင်းတာနော်ကဲဒေါအောင်ဆန်းစုကြည်ကိုချစ်ပါတယ်ဆိုတော့အမေစုလို့ပြောတဲ့လူတွေအဲ့ဒီမှာပတ်ဆက်ကြီးတော့မမိုက်ရိုင်းကြီးကိုဘူးလဲလားဆိုရစော်ကားနေတယ်ခင်ဗျားတို့သွေးတွေစားတွေဘယ်လောက်ရှိမလဲတကယ်ချစ်လားဒေါအောင်ဆန်းစုကြည်ကိုတကယ်ချစ်လား
တကယ်ကိုဒေါအောင်ဆန်းစုကြည်တော့အမေစုဓာတ်ပုံတွေတွဲရိုက်ကြတဲ့လူတွေအဲ့ဒီမှာဒေါအောင်ဆန်းစုကြည် NLD ဆိုအဖြစ်တော့အောင်မလေးဟိုဇာကနာဦးဇာကနာပြောတဲ့စကားတွေပြောရင်အရင်တုန်းကနိုင်ငံတော် policy ကတန်းရွှေလက်ထက်က policy ကမပါရရင်ငိုကြီးချက်မနဲ့ဖြစ်တဲ့လူတွေကဒေါအောင်ဆန်းစုကြည်လည်းအစိုးရ NLD လည်းဖြစ်ကောအောင်မလေး channel အောင်မထွက်တော့ဘူးလေအဲ့လိုမျိုးနော်ဓာတ်ပုံတွေရိုက်ကြတာတဲ့နော်ကဲချစ်ပါတယ်ဆိုတဲ့လူတွေဘာလုပ်မလဲမပေါ်တင်စော်ကားတယ်ကွာကဲဘာလုပ်မလဲတွေ့နော် တော့ခဏဖဏခဏမိဖဏမစီရပို့ပြလိုက်ကျွန်တော်ပို့ပြမယ်ဒါလေးပြောချင်ဒီစား ကဲကြားတယ်နော်ကြားရတော့ဘာလုပ်ကြမလဲဘူးလဲလားဆွေရဲ့ဒေါအောင်ဆန်းစုကြည်ကိုစော်ကားပြောဆိုတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ဖိလစ်ပိုင်အာဆီယံတစ်ဖွဲ့လုံးရောဒေါအောင်ဆန်းစုကြည်ကိုရောအောက်တန်းစားဆန်ဆန်ပြောတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်များများကြီးမှတ်ချက်မပေးချင်ဘူးရိုင်းဆိုင်နဲ့အောက်တန်းကြတယ်တခိုးဘောကနေကြီးပြလာတယ်လက်ရှိမျိုးစုံနေတဲ့ဓမင်းတွေကအစားပြည်သူတွေကခိုးရတဲ့ပတ်စံနေတဲ့မျိုးစုံနေတဲ့ကောင်တွေဖြစ်တယ်ဒီလိုကောင်သားမျိုးကဒေါအောင်ဆန်းစုကြည်နဲ့အာဆီယံအပအဝင်ဖိလစ်ပိုင်တနိုင်ငံလုံးနဲ့ဖိလစ်ပိုင်အစိုးရအဖွဲ့ကိုစော်ကားတဲ့ပုံမှာဖိလစ်ပိုင်ကဘာလုပ်နိုင်မလဲအာဆီယံကဘာလုပ်နိုင်မလဲမေစုကိုချစ်တဲ့လူတွေကဘာလုပ်နိုင်မလဲဆိုတာကိုကြည့်ကြရမှာဗျာနော်ရိုင်းဆိုင်နဲ့လူကမူခွေးချီးပါတဲ့ကောင်ကဘူးလက်လားဆွေလို့ကျွန်တော်တို့ယူဆလို့ရတယ်အထောက်အထားမရှိဘူးအချက်လည်းမရှိဘူးလမ်းဘေးစကားတွေလို့ပြောနေတဲ့ကောင်ဘူးလက်လားဆွေကိုဘာပြောခဲ့ချင်လဲကျေးဇူးတင်ပါတယ်နောက်ရပြန်ဆုံး